ခင်မင်းသဘောကောင်းလို့နဲ့ကျွန်တော်နဲ့ပေါ်ရွေရိုးသားလို့နဲ့သူမဟိုစဉ်စားစားခဲ့တဲ့နေ့က coffee ဆိုင်လေးရဲ့တောင်ဆုံးဝိုင်းမှာချစ်လေးများကြောင်ပြောရင်ရုပ်ရှင်ဇလံလေးများတဲ့မျောရင်စကားတွေဖောင်ဖွဲကပဝန်းကျင်အောင်မေးနေတာသူပြောများကတန်လိုက်ခုလိုပါနောက်တနေ့နောက်တရရောက်ရင်တယ်လီဖုန်းလေးခဏခဏပြောချင်အိပ်ပြီးလာနေကောင်းရဲ့လားအပြင်သွားနေလားအဲ့လိုရင်မရဖမ်းမရလေးတွေကတန်ရောစတဲ့ရိတ်နဲ့တို့ရင်ကျွန်တော်သူစိတ်နဲ့မိုးလေးဝင်ပြောစရာမလိုလဲသူပြီးနေတာတဲ့တကယ်ကိုအချိန်တိုတိုလေးတွေ့ခဏကြီးတဲ့ကသိချင်ကြတဲ့ဘူးစားရှင်တွေဝင်စားသလားတန်တရားဘဝတိုင်းဆက်ဆက်နီးစပ်ဖို့အတွက်သစ္စာတွေပါဆိုခဲ့သလားအော်ဘုံလိုက်တာဗျာတန်တရားကတွန်းပို့လိုက်တာလားဘာမှမင်းဟာကံကောင်းဆုံးလူသားလို့မြစ်တငယ်ချင်းတွေကိုပတ်ချွာရှင်တွေစီစိန်တွေထက်တံပိုးချင်းရဲ့မြေတပြားကိုရလိုက်တာ